ကန်ကုံသွားတာကိုလည်းသိတယ်ပြန်မစုံနိုင်တော့ဘူးဆိုတာကိုလည်းသိတယ်ရေဆက်ကုံသွားပြီဆိုတာကိုလည်းသဘောပေါက်တယ်ဒါပေမဲ့တစုံတစ်ယောက်ကိုမျောလဲမိနေတော့မှာသိကြပါတယ်တွေးဆုံမှုအကြောင်းမျိုးမျိုးဖန်ပြီးတော့မှတွေးဆုံခွင့်ပေးတယ်လို့ခွဲခွာရတော့မယ်ဆိုလဲရေဆက်ကုံသွားပြီဆိုရင်ကန်ကုံသွားပြီဆိုရင်လည်းတခါတလေအကြောင်းပြချက်တောင်မရှိဘဲနဲ့ခွဲခွာရတတ်တယ်ပြန်မစုံနိုင်တော့တဲ့လူတယောက်မပေါင်းဆက်နိုင်တော့တဲ့လူတယောက်ကိုနာနာချင်းချင်းလောလောမောမောကြီးနဲ့ညှော်လင့်မိနေတယ်ဆိုပြီးသိကြတယ်နော်အဲ့ဒါချစ်ချင်းနဲ့တာမဟုတ်တော့ဘူးတိုင်ရောစင်မဟုတ်တော့ကိုကျွေးကိုကျွေးလို့ဘာကြောင့်ဆိုရင်ညှော်လင့်တိုင်းပူလောင်ရသူအကြောင်းတွေးတိုင်းနာကျင်ဖြစ်ပြတယ်နေအောင်နေတိုင်းမျက်ရည်ကျအဲ့ဒါချစ်ချင်းမြတ်တာအဲ့ဒါကိုကျွေးဖြစ်တယ်သူဘက်ကကိစ္စဆရာဝတ်ကြီးကိုသွားနေတယ်သူဘက်ကတရားနဲ့ဝတ်ကြီးကကြံနေတယ်ကိုကျွေးကြီးတာတခါတလေအဲ့ဒီဝတ်ကြီးကိုလို့တယ်ချစ်ချင်းမြတ်တာနဲ့မှားတာတကယ်ကြီးအပေါင်းဝေးတကယ်တော့မမေ့တာရုံစေခြင်းချစ်ချင်းမြတ်တာရောင်းမစားပါကိုအခွင့်တာခဲ့တစ်ခါရောက်လာဖို့သာတခါတလေပြန်မစုံနိုင်တော့တဲ့လူတွေဆိုတာကလေကဘာကြီးကဘလောက်ပဲကျင်းပါတယ်ပြောတွေးဆုံခြင်းတွေကိုလက်ခံပြီးသင်းတော့တဲ့လူနှစ်ယောက်ကိုကွဲကွာရခြင်းတွေကိုယ်ကွင်းရတလေကြတော့လက်ခံနိုင်ရလိမ့်မယ်တရွာထဲနေတည်တဲ့ဟောဒီလောကကြီးထဲမှာတမျိုးထဲနေတခီးတဲ့သွားအချစ်ဆိုတဲ့ကျိုးနဲ့ပဲချီပြန်မဆုံးဖြစ်တော့တာတန်ရောစဉ်ဆိုတဲ့ကျိုးနဲ့ပဲချီဒါကြောင့်မဖြစ်နိုင်တဲ့အရာတွေကိုရေသက်ဆိုတဲ့ကျိုးနဲ့ပဲချီကိုနာကျင်အောင်လုပ်နေတာပဲကိုဘယ်နောင်ဂျိုးကမှလုပ်နေတာပဲမြဲတယ်ဆိုတာလူတွေကအေးချမ်းတာကိုကြိုက်တယ်ပြောရှင်းတာမမြဲတဲ့သဘောလို့ပြောကြတယ်သိအောင်ကြိုးစားတစ်ခါတလေဘယ်ရာကမှကိုထင်ထားသလိုအဲ့ဒီနာကျင်မှုတွေကိုခဏမြဲတာမဟုတ်ဘူးပြန်တွေးတတ်ကြတယ်သဘောပေါက်လာတဲ့အခါကြရင်နောက်ဆုံးတော့ပါကြီးဆရာဘုရားတရားလိုပဲဆွန့်လွတ်တက်လာမဖြစ်နိုင်တဲ့ဘဝတစ်ခုကိုခွင့်လွတ်ရင်ခွင့်လွတ်နိုင်သလားကြိုးစားနေတာကလည်းကိုကလွတ်လပ်သွားမယ်ဒါကြောင့်နှလုံးဟာကိုယ်ချမ်းသွားတယ်အပြစ်သားအဖြစ်ဆွန့်လွတ်နိုင်ရင်ဆွန့်လွတ်နိုင်သလောက်ပေါ်ပါမယ်ပြောင်းလဲလိုက်အေးချမ်းမယ်တည်လွတ်ချလိုက်ပါလွတ်လပ်မယ်မေ့ပြစ်လိုက်ဆွန့်လွတ်နိုင်သေးရင်တော့ပူလောင်ရမယ်တောကတွေနှလုံးစိတ်မယ်မျက်ရည်အေးချမ်းကြပါကြာရလိမ့်မယ်နေစမေနာဒါကြောင့်ဝိတ္တိပရာဏမေယေဒုရိနာဒါယလိဆိုင်နာ